မင်းကျင်လုပ်ဖို့အတွက်ကသမင်းဒါအမှန်ကြလို့ရှင်သမင်းရဗျာညထဲမှာရှက်ထားပြီးတော့သူကအေးဆိုလို့ရှင်ပို့ပြီးတော့စားကောင်းတယ်နှက်ထားရတာပေါ့နော်ဒါကကျက်သွန်နီကြော်အပေါ်ဖြူဖို့အတွက်ဒါကမြေဘဲဆန်ဒါကငရုတ်တီတောင်လေးနဲ့အပေါ်ကဒီလိုဖြူထားရတာနော်ငရုတ်တီတောင်လေးကိုဖြူထားရတာဒါကကျက်သွန်နီစီချက်ဒါကဘာလဲဆိုလို့ရှိရင်ခန်းကျင်သီးရဲ့မကြီးသီးမဲ့ရဲ့အဲ့လိုအရှင်ရှက်ထားရတာပါခင်ဗျာကဲနေကြမယ်ဗျာလိုသလောက်ပြီးမှပြန်ထည့်မယ်နော်စီထည့်ပါမယ်ဒီတော့ကျက်သွန်ပြူစီနဲ့မှရတာနော်ဟိုလိုမျိုးအရောင်တင်စီနဲ့မရဘူးခင်ဗျရှုံမနည်းနည်းလေးပဲထည့်မယ်နော်စားထည့်ပါမယ်စားကဲနေပြီဗျာမြန်မာလိုလက်အိတ်မပါပဲနဲ့နေပါတယ်ခင်ဗျာဒါဒီတန်ဝင်းနဲ့ပါအောင်နေရအောင်ဆိုတော့ပြန်နှံ့အောင်ပါဗျာဖိထားရတယ်လေအဲ့ဒါမှစားလို့ကောင်းပြီးွားရဆိုတော့ဒါတိတ်ထားတာသမင်းကျင်နေတယ်တိတ်ထားတာပါပြီးတော့မှစားကန်ဒီတော့မှကျက်သွန်နီလေးကိုဖြူမယ်ညီဘဲတန်လေးကိုဖြူမယ်ငရုတ်သီးလေးကိုဘေးကနေတော့ထားမယ်သမင်းကျင်ရပြီလားခုနကဒါကနေပြီးတော့နှက်ထားခဲ့တာဈေးမသွားခင်နှက်ထားခဲ့တာဗျာအခုဈေးကပြန်လာပြီဆိုတော့ဗိုက်စားရဲစားတော့မယ်ဗျာဒီလိုလေးဖြူပါမယ်ခင်ဗျာဒီဘဲဆန်လေးနဲ့ဖြူပါမယ်ဒါငရုတ်တီတောင်လေးပါဒါကကြတော့ကျက်သွန်ကြိုက်စားမယ်နော်ဒါကဝတ်တာစင်ကောပါကဲစားမယ်ဗျာဘိုက်တော်စားနေပြီဗျာမင်္ဂလာပါကဲရရဗျာသမင်းကျင်လုပ်ပါကျွန်တော်ကြိုက်တယ်သမင်းကျင်ဗျာညာကြီးပဲထည့်ထားတယ်တော့ကောင်းနေဗျကိုချက်ကူကစားပါဦးဗျာထွင်းရင်လုပ်ပြီးတော့ရန်ကုန်မှာရောင်းရင်ကောင်းမလားမသိဘူးနော်ရန်ကုန်နေနော်ဈေးရပြန်ဆိုတော့ဘိုက်ကစားနေဘုရားသင်္ကောပါငွေတော့စားတယ်ကျက်သွန်ကလည်းဈေးကြီးလို့လားမသိဘူးရှိုးနာပဲဒိတ်တာ6000တော်သေးတယ်4000သေးတော့ဝယ်ထားသေးတယ်
ထမင်းကိုဗျာဒီလိုထမင်းကျင်တွေခုနကျွန်တော်ပြောသလိုမျိုးလှုပ်စားကြည့်လှုပ်စားပြီးတော့ရာဟုနဲ့ပဲဆက်ဆက်မိတ်ဆွေပေါင်းသင်းနဲ့ပဲဆက်ဆက်အရန်စားလို့ကောင်းနေဗျာသိလားတကယ်စားလို့ကောင်းနေထမင်းကျင်ပါဗျာတတာ